ကမ္ဘာရေရှားပါမှုပြဿနာကိုဖြေရှင်းနိုင်မယ့်အဖြစ်ဟာရေဖြစ်ထားတဲ့တာမန်ပလတ်စတစ်အိတ်တချို့ဖြစ်နေလိမ့်မယ်လို့ဘယ်သူကထင်မှတ်ထားမိမှာလဲဒါဟာလက်တွေ့မြင်မှုသမျှထဲမှာအလွန်အမင်းကိုစစ်မှတ်ကြလာတဲ့စိုက်ပျိုးရေးဆိုင်ရာတီထွင်စမ်းသစ်မှုတစ်ခုဖြစ်ပါတယ်အဆိုပါရေအိတ်အချို့ကိုစိုက်ပျိုးရေးသုံးရေမြောင်းနေတဲ့ကိုပြစ်ထည့်ပေးလိုက်ရုံနဲ့တင်၎င်းတို့ဟာရေစီးကြောင်းကိုအလိုလျောက်ထိန်းညှိပေးမဲ့ဘရိတ်တစ်ခုတစ်ပွဲအလုံးလုံးပေးသွားတာမျိုးပါရေစီးနှုတ်ပုံမှုမြန်ဆန်လာလေးအဆိုပါအိတ်တွေဟာရေစီးကြောင်းကိုပုံမှုတင်းကျပ်စွာထိန်းချုပ်ပေးလေးဖြစ်ပြီးဒလဟောစီးစင်းနေတဲ့ရေတူကြီးကိုစနစ်တကျခွဲထုတ်ပေးကမြေဇူလာအတွင်းသို့တဖြည်းဖြည်းချင်းစိတ်ဝင်သွားစေတာမျိုးပါ၎င်းရဲ့စွမ်းဆောင်ရည်ဟာဘလောက်ထိအံ့ဩစရာကောင်းလဲဆိုရင်မြေဇူလာရဲ့ရေစုပ်နိုင်စွမ်းကို3ဆအထိမြင့်နေပေးနိုင်ပြီးရေအရင်းမြစ်ကို60%အထိတက်တာစေပါတယ်ရေဟာအလွန်မင်းတန်ဖိုးကြီးလာတဲ့အာဖရိကအရှေ့ပိုင်းကဂိုဘီသဲကန်နိုင်ရလိုမျိုးမြေနေရာတွေမှာဆိုရင်ဒီလိုမျိုးပလတ်စတစ်အိတ်အချို့ဟာအသက်ကနေရှင်တွေပဲဖြစ်ပါတယ်၎င်းတို့ဟာလျှက်စစ်စနစ်လည်းမလိုအပ်တယ်လို့ရှုပ်ထွေးပူလီတဲ့စက်ပစ္စည်းတွေလည်းမလိုအပ်ပဲကုန်ကျစရိတ်လည်းလုံးဝမရှိသလောက်ပါပဲဒါပေမဲ့၎င်းတို့ဟာအပင်မပေါက်နိုင်တဲ့မြေရိုင်းတွေပေါ်မှာသီးနှံတွေဖြစ်တော့အောင်ဆွမ်းဆောင်ပေးနိုင်ပါတယ်အကောင်းဆုံးသောတီထွင်စမ်းသစ်မှုဆိုတာရှုပ်ထွေးလာတဲ့နည်းပညာမြင့်ဖြည့်ရှင်းချက်တွေမဟုတ်ဘဲနဲ့အရှင်းလင်းဆုံးသောနည်းလမ်းတွေကိုအသုံးပြုပြီးအခက်အခဲဆုံးသောပြဿနာတွေကိုဖြေရှင်းလိုက်ခြင်းကသာဖြစ်တဲ့ဆိုတာကိုဒါကသက်သေပြနေတာဖြစ်ပါတယ်